hello ကျွန်တော်ဒီကဘာပြောမှလဲဆိုတော့ဗောနော်ဘာကြောင်ပြောမှလဲဆိုတော့အဆက်အသွယ်မရှိတဲ့တင်မောသားဗောနော်အဆက်အသွယ်မရှိတဲ့တင်မောသားဆိုတော့ဘာလဲဘယ်လိုလဲဆိုတော့ဗောနော်ကျွန်တော်တို့တင်မောသားလုပ်မယ်ဆိုရင်ဗောနော်တင်မောသားလုပ်မယ်ဆိုရင်အဲ့လိုဗောနော်ကိုအတိထဲမှာဖြစ်ဖြစ်ဗောနော်မိသားစုထဲမှာဖြစ်ဖြစ်ပြီးတော့ဗောနော်ဟိုမှာရုံးရဗောနော်အဲ့လို crew manager အဲ့လိုအတိအပိုင်ရှိရင်ဗောလေတင်မောသားလုပ်တာတော့ကောင်းတာဗောနော်အဲ့လိုကောင်းတာဗောအဲ့ဆိုရင်သူကအဆင်ပြေတယ်ပေါ့လေနော်ဟိုကိုယ်စိတ်ချယုံကြည်ရတယ်သူအဲ့လူတွေကလည်းကိုယ်ကြောင်းသိတယ်ဆိုရင်တင်မောသားဖြစ်ကြတာပေါ့လွယ်တယ်ပေါ့နော်တင်မောသားဖြစ်ကြလွယ်တယ်ဆိုတာတက်ပေါ့နော်ဟိုအချိန်တစ်ခုပြီးရင်တော့တင်မောကကျွန်တော်ရောက်မှာပေါ့နော်ဒါအသေးကြတယ်ပေါ့နော်သေချာပြောလို့ရတယ်ဒါကြောင့်ကျွန်တော်တို့လိုအဆက်အသွယ်မရှိဘူးပေါ့နော်အဲ့လိုမိသားစုထဲမှာလည်းအဲ့လိုမရှိဘူးအတိထဲမှာလည်းအဲ့လိုဒီအစားပြီးရဲ့ကုမ္ပဏီတွေအတိလည်းမရှိဘူးဆိုရင်နည်းနည်းပေါ့နော်ဟိုအချိန်ပိုပေးရတယ်ပေါ့နော်အချိန်ပိုပေးရတယ်ပိုကြိုးစားရတယ်ပေါ့ဗျာပိုကြိုးစားရတယ်ပေါ့နော်ပိုပြီးတော့အားဆိုင်ကြတယ်ပေါ့နော်ကျွန်တော်တို့ ਨੇ PSCRB ပေါ့နော်အတူတကယ်ချင်းတယောက်ဆိုရင်သူ့ဦးလေးကဥပမာနော်ဒီဟိုလိုက်နေရပေါ့နော်သူ့ဦးလေးကလိုက်နေရပေါ့သူက PSCRB တင်တန်းပြီးတာ ਨੇ နောက်ဟိုနဲ့တွင်းမှာပဲအဲ့လိုပေါ့နော် PSCRB လည်းပြီးတော့သူကတင်တန်းပြီးတော့သူကဒီတော့တပတ်တွင်းမှာပေါ့နော်တင်မောသာဖြစ်သွားပါပေါ့နော်တင်မောသားဖြစ်သွားတာပေါ့အဲ့လိုမျိုးပေါ့လေအသိရှိရင်တော့ဗျာကောင်းတယ်ဗျာကောင်းတယ်ပေါ့နော်အသိမရှိဘူးဆိုတော့ကျွန်တော်တို့ကဘယ်လိုလုပ်ရတော့ခုနပြောလို့ပေါ့နော်ကျွန်တော်လိုပေါ့ကျွန်တော်ဆိုရင်အဲ့လိုမျိုးပေါ့နော်ဒီခုနပြောတဲ့ SRPS တက်တွေကိုချရေးဖုန်းဆက်လူတွေလက်ခံလားလက်ခံတယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဖုန်းလာတင်လို့ရလားအဲ့လိုမေးပြီးတော့ကုမ္ပဏီတိုင်းကိုအဲ့လိုအခု30 40လောက်ဖုန်းဆက်ပြီးတော့ကျွန်တော်အဲ့လိုသွားပြီးတော့လုပ်ခဲ့ရပါတင်ခဲ့ရတယ်ပေါ့နော်တငယ်ချင်းတွေရှိတာတင်မောသားတော်တော်များများတငယ်ချင်းတွေရှိတယ်တငယ်ချင်းတွေကလည်းသူကဟိုသူတို့ကုန်းမောသူတို့တင်မောမှာဆင်းလာတဲ့အချိန်ကျွန်တော်ပေါ့နော် line တွေလိုက်တင်ပေးတယ်သူတို့မျက်နှာလိုက်ပြပေးတယ်ဒါပေမဲ့ပြပေးတာပဲရှိတာပေါ့နော်ဟိုတကယ်မှာကဟိုတကယ်မှာပေါ့နော်ကိုယ့်ကိုပဲဟိုဆက်ပြီးတော့ကြိုးစားရတာပေါ့နော်ကျွန်တော်တကယ်ချိုးတယ်တကယ်ချင်းတွေကကူညီပေးပါတယ်ဟိုသူတကယ်ချင်းမြစ်တီနံပါတ်ဒီမှာတော့တင်လိုက်ငါနာမည်လေးကြီးလိုက်အဲ့လိုမျိုးပေါ့နော်နာမည်လေးကြီးလိုက်အဲ့လိုမျိုးတွေပဲနဲ့ကျွန်တော်ဖောင်နေလိုက်တင်ခဲ့ရတာပေါ့နော်ဒါပေမဲ့သူတို့ကပြောနိုင်တယ်ပြောပြီးတာပဲရှိတာပေါ့တကယ်ကြိုးစားတာကိုယ်တိုင်ကြိုးစားရတာပေါ့နော်ကိုယ်တိုင်အားစိုက်ပြီးကြိုးစားခဲ့ရတာပေါ့နော်အဲ့လိုမျိုးပေါ့နော်ကျွန်တော်ချောင်းအပေါအောင်သွားရတယ်အဲ့လိုမျိုးတွေပေါ့လေဆိုတော့ဟိုဒါကလေဟိုဒါကျွန်တော်ရဲ့အတွေ့အကြုံပြောပြတာပါဒါ sharing လုပ်တာပေါ့နော်ဟိုဒီအဆက်အသွယ်မရှိရင်အဲ့လိုမျိုးရှိရပေါ့နော်တင်မောသားခုနကစာရွက်စာတမ်းစုံတိုင်းတင်မောသားစာအုပ်တွေကိုင်ပြီးတော့တင်မောသားမဖြစ်သွားတဲ့သူတွေအများကြီးရှိရပေါ့နော်အဲ့ဒါလေးကျွန်တော် sharing လုပ်တာပါကျေးဇူးတင်ပါတယ်